လူတယောက်ရဲ့ခံယူနိုင်စွမ်းဆိုဒီမှာအတိုင်းအတာတစ်ခုအတွင်းသာဖြစ်တယ်ကျွန်တော်ကဤเจ้าကိုလည်းယနေ့မှအလုပ်စဝင်တာပေါ့ကျောင်းဆရာကြီးက8တန်းမှာအင်္ဂလိပ်စာသင်ပေးပါဟုဆိုပြီးတော့လေတောင်းဝင်အနှင်းလိုက်တယ်ဆရာအင်္ဂလိပ်စာနိုင်နေတယ်ဆိုတာကျွန်တော်သိပြီးသားပါကလေးတွေကအင်္ဂလိပ်စာညံ့ရတယ်ဆရာကြီးသင်နိုင်တဲ့ဆရာမရှိတော့လေထိထိရောက်ရောက်လေမသင်ပေးနိုင်ဘူးကျွန်တော်ရဲ့အားနည်းချက်လေးပါပါတယ်ကျောင်းကြီးကလည်းကျွန်တော်ကိုရိုးသားစွာနဲ့လည်းရှင်းပြပြီးတော့တောင်းဝင်ပေးလိုက်ခြင်းလည်းဖြစ်ပါတယ်အထမတန်းလို့လည်းရေးထားတဲ့အတန်းလေးကိုလည်းကျွန်တော်ဝင်လိုက်တဲ့ချိန်မှာတော့မင်္ဂလာပါဆရာဆိုပြီးတော့နှုတ်ဆက်ကြတာပေါ့မင်္ဂလာပါထိုင်ကြပါကွယ်ဆရာကမင်းတို့အင်္ဂလိပ်စာသင်ပေးမယ်ဆရာအသက်ပါကလေးတွေကလည်းပျော်ပြီးတော့អော်လိုက်ကြခြင်းလည်းဖြစ်တာပေါ့သူတို့ရဲ့မျက်လုံးလေးတွေကလည်းဝင်းလက်တောက်ပနေတယ်ဒီတန်းထဲမှာအတော်ဆုံးလို့သတ်မှတ်ထားတဲ့သူရှိလားရှိတယ်ဆရာကဲဘယ်သူများလဲကွယ်ဆရာကိုမတ်တက်ရက်ပြပါလားကိုရင်ထလေရှေ့ဆုံးထဲမှာခေါင်းရင်းငုံနေတဲ့ကလေးတယောက်ကိုလည်းဘေးကဝိုင်းပြီးတော့တွန်းကြတာပေါ့ထပါကွာဆရာတီထားရအောင်ပေါ့ကွာကလေးကလည်းမတ်တက်ရက်လိုက်တာပေါ့သူ့မှာတော့ရှက်ရွတ်အားငယ်တယ်လို့ဖြစ်နေတယ်နာမည်ကကိုရင်နဲ့လားမဟုတ်ပါဘူးမျိုးမြင့်ပါဆရာဘာဖြစ်လို့ကိုရင်လို့ခေါ်တယ်လဲतू ကကိုရင်လူထက်ငပိချက်လေतू ကဘာတွေတော်တယ်လဲဘယ်ဘာသာမှာတော်တယ်လဲအားလုံးတော်တယ်ဆရာကြီးကလေးမလေးတယောက်ကလည်းអော်ပလိုက်တာပေါ့ကဲသမီးမတ်တက်ရက်လိုက်ပါအားလုံးတော်တယ်ဆိုတာကိုရှင်းပြပါအောင်ကွယ်ဆရာကြီးစာတပုတ်ပေးလိုက်သူနောက်နေဆိုရင်အားလုံးကိုတလုံးမကြံရွတ်ပြလိုက်မယ်ဘာစာပဲပေးပြီးအကုန်အလွတ်ရတယ်တင်ချလဲအကုန်အလွတ်ရအောင်လဲကြက်တယ်ဟာဟုတ်လားဒါဆိုရင်ဆရာမောင်မျိုးမြင့်ကိုစိတ်ခေါ်ရတော့မှာပဲသားကြက်အားကောင်းတာကိုဒါကြောင့်မလို့တော်တာပေါ့ဟုတ်ကဲ့ဒါဆိုရင်တမိုင်းပုံနှိပ်စာအုပ်ထုတ်ကွယ်သားကြိုက်တဲ့တပုတ်ကိုလှန်လိုက်အဲ့ဒီတပိုက်လုံးကိုလည်းဆရာကိုမနှက်ဖန်ကြရင်လည်းပြန်ဆိုပြနိုင်ရင်ဆရာမင်းကိုဘောပင်တလက်စုချမယ်ဟောဒီဘောပင်ကောင်းစားနော်တစ်ချက်တည်းမဟုတ်ဘူးကျွန်တော်ကလည်းကျွန်တော်ရဲ့တိုက်ပုံအိမ်မှာထိုးထားတဲ့အကောင်စားဘောပင်ကိုပြပြီးတော့ပြောလိုက်တာပေါ့ဒီပုတ်ပါဆရာစာမျက်နှာဘယ်လောက်ကနေဘယ်လောက်ထိလဲစာမျက်နှာ18ကနေ20ထိဆရာကောင်းပြီလေမနှက်ဖန်ဆရာကြည့်မယ်ကျွန်တော်ကလည်းစာဆက်တင်တာပေါ့နောက်တနေ့အတန်းထဲဝင်လိုက်တဲ့အခါမှာတော့ကလေးတွေကလည်းစိတ်ဝင်စားလုံးတာကြောင့်မျက်လုံးလေးတွေကလည်းအယောင်တွေတောက်နေကြကဲမောင်မျိုးမြင့် ready လားဟုတ်ကဲ့ဒါဆိုရင်စာအုပ်ယူလားဆရာကိုပေးစမ်းကျွန်တော်ကလည်းသူဖွင့်ပေးတယ်စာအုပ်ကိုယူလိုက်တာပေါ့ကဲဆိုတော့ကွာမောင်မျိုးမြင့်ကလည်းတမိုင်းစာအုပ်ပါအကြောင်းအရာတွေကိုတလုံးမကြံရွတ်ပြနိုင်ခဲ့တာပေါ့တော်တယ်ကွာကဲဒီမှာဆရာအမျက်နှိုးဆုံးဘောပင်လေးမင်းကိုစုချတယ်ကွာဒါနဲ့မနှက်ဖန်ရောစာဆိုခြင်းသေးလားဟုတ်ကဲ့ပါဘယ်ဘာသာကိုရွေးမလဲအင်္ဂလိပ်ပါဆရာကောင်းပြီလေဘယ်ကိုပုတ်ကိုရွေးမလဲဆရာရွေးပေးပါကဲဆရာလဲကြတာကိုရွေးမယ်ကွာစာမျက်နှာ9နဲ့6နောက်တနေ့မှလည်းသူ့အလွတ်ရွတ်ပြနိုင်တယ်လေကျွန်တော်ကလည်းဗလာစာအုပ်2အုပ်ကိုစုချတယ်နောက်တနေ့ပထဝီ3မျက်နှာသူ့ရဲ့2မျက်နှာသာကိုပဲအလွတ်ဆိုနိုင်တယ်သို့တော်လည်းကျွန်တော်ကတော့ကမာဗုဒ္ဓဘူးစုချလိုက်တာပေါ့နောက်တနေ့မှတော့မြန်မာစာ2မျက်နှာသူ1မျက်နှာသာဆိုနိုင်တယ်ကျွန်တော်ကခဲတဲ့တစ်ချောင်းစုချဆရာမနှက်ဖန်ဘာဆိုရမလဲရွေးမယ်ဟုတ်ကဲ့ပါတမိုင်းကွာစာမျက်နှာ18ကနေ21ဆရာအဲ့ဒါဆိုပြီးသားလေဟာဆိုပြီးတော့ဆိုတော့ဘုံမကောင်းဘူးလားမနှက်ဖန်အတွက်ဆိုတော့ဟောဒီစပို့တီရှပ်လေးပဲကျွန်တော်ကလည်းစပို့ရှက်အနီလေးကိုလည်းလွယ်ထဲကနေထုတ်ပြလိုက်တာပေါ့ဟာလှလိုက်တာအတန်းထဲကနေလေအတန်ထွက်လာတာပေါ့တခုတော့ရှိတယ်ကြက်ပြီးသားဆိုပြီးသားဖြစ်နေတဲ့အတွက်ထစ်လို့မရဘူးကြံလို့မရဘူးကြော်လို့မရဘူးမနှက်ဖန်စစ်ဆေးမှာဆရာမဟုတ်ဘူးတဒန်းလုံးကစစ်ဆေးမှာအလုတ်ကိုတဒန်းလုံးမကြံတလုံးမကြံအကုန်လုံးရွတ်ပြရမှာနော်ဟုတ်ကဲ့ပါဆရာနောက်တနေ့မောင်မျိုးမြင့်စာဆိုရန်အတွက်လည်းအတန်းရှိကိုထွက်လာတာပေါ့စာစဆိုတဲ့ရက်သွားတယ်စဉ်းစားတယ်ဆက်ဆိုတယ်ဆရာကြော်သွားတယ်ဗျတယောက်ကလည်းထအော်တာပေါ့မောင်မျိုးမြင့်ကလည်းပြန်စဉ်းစားတယ်ဆက်ပြီးဆိုတယ်ဆရာမှားနေတယ်သူဆက်မဆိုတော့ရက်လိုက်တာပေါ့ဆက်ဆိုလေးသားရဲ့ဒီစာတွေကသားဆိုပြီးသားတယ်လေသူကလည်းစဉ်းစားနေတာပေါ့
ဆရာတမရတော့သူတမျက်နှာလုံးပြည့်အောင်ပင်မစိုးနိုင်တော့လေကဲသားမောင်မျိုးမြင့်တော့ထိုင်လိုက်တော့မောင်မျိုးမြင့်ကလည်းစိတ်ပြက်အားငယ်တော့မျက်နှာငယ်လေးနဲ့လည်းပြန်ထိုင်လိုက်တာပေါ့ဆရာဒီနေ့စမသိတော့မင်းတို့ပုံမြင်လေးတစ်ပုဒ်ပြောပြမယ်ပုံမြင်ဆိုသောကြောင့်ကလေးတွေခေါင်းထောင်လာသည်ကလေဟိုးရှင်းနှုံးပါတဲ့တစ်ကုံသေးကြီးတယောက်ကလည်းတစ်ခုတ်ဖို့လူငားတယ်တစ်ခုတ်ဖို့လာတဲ့လူငယ်လေးကလည်းမေးတာပေါ့တစ်ခုတ်တဲ့အတွက်အခချင်းကြီးကဘယ်လိုပေးမှာလဲတပင်းဝန်တရားပေးမယ်မနက်9 နာရီကနေညနေ9 နာရီထိမင်းခုတ်နိုင်တော့တန်မိုးတင်ပြီးတော့ရှင်းပေးမယ်တစ်ခုတ်တဲ့လူငယ်ကလည်းပျော်သွားတာပေါ့ပထမတစ်နေ့18ပင်ခုတ်နိုင်တယ်တစ်ခုတ်သေးကလည်းချီးကျူးပြီးတော့ငွေရှင်းပေးတာပေါ့ဒုတိယတစ်နေ့15ပင်ခုတ်နိုင်တယ်တတိယတစ်နေ့10ပင်ခုတ်နိုင်တယ်တနေ့ပြီးတနေ့တစ်ပင်ခုတ်နိုင်စွမ်းလည်းအားနေသွားတာပေါ့ဘလို့ဖြစ်တာလဲမောင်ရင်အစတော့ဟောမလို့နဲ့ဘလို့ဖြစ်လို့တနေ့ထက်တနေ့လဲနဲသွားတာလေကျွန်တော်လည်းနားမလဲတော့ပါဘူးဗျာနားမလဲဘူးဟုတ်လားတစ်ခုတ်စားပြီးတော့ကို့လုတ်ကိုမသိဘူးလားဘာလို့ဆုလို့ရလဲခင်ဗျမောင်ရင်နေတိုင်းအလုပ်ကိုရောက်တိုင်းငါကြည့်နေတယ်ပစိန်ကိုထုတ်တာသွားတယ်ထက်အောင်လို့သွေးမသွားဘူးနေတိုင်းအဲ့ဒီပစိန်ကိုပဲယူသွားတယ်ထက်အောင်သွေးဖို့ကြတော့လေတနေ့မှမလုပ်ဘူးမင်းဘာကြောင့်မို့လို့လှုပ်အားတွေရော့သွားရလဲသိလားမင်းကသိခုတ်ဖို့ပဲသိတယ်ပစိန်သွေးဖို့မေ့နေတာကလေးတွေအားလုံးကလည်းတိတ်နေကြတာပေါ့ကဲဆရာပြောတာကိုနားလဲလားဘဝအတွက်သင်ခန်းစာလို့မှတ်ထားလိုက်လူတိုင်းကိုယ့်အလုပ်ကိုကိုယ်လုပ်ဖို့ပဲသိတယ်ဒါပေမဲ့ပစိန်ကိုသွေးဖို့မေ့နေကြတယ်မောင်မျိုးမြင့်ကိုကြည့်လိုက် तू ကအလုပ်ကျက်ဖို့ပဲသိတယ် तू အလုပ်ကျက်ထားတာတွေကပြန်ပြီးတော့မသုံးဘူးမသုံးတဲ့အပြင်လဲကြက်ထားလိုက်စိုးပြလိုက်ထားခဲ့လိုက်ကြတော့လေအုံနောက်ကလည်းအသုံးမဝင်တော့ဘူးထင်းပြီးတော့မေးလိုက်ကြက်ပြီးသားဟိုတော့မှဖြောင်းအောင်ပြန်ပြီးတော့မစိုးနိုင်လဲဖြစ်လိုက်နေအဲ့ဒါဘာကြောင့်လဲကဲမောင်မျိုးမြင့်မင်းမဲဖြေပါကွယ်သူကလည်းမတ်တက်ရက်လိုက်တာပေါ့ဆရာစားတွေကိုအလို့ကျက်လာတာငငယ်ကလေးရပါကိုအလို့ကျက်တာတော်လာပြီထင်တာအစမေ့အားလုံးမေ့တာပဲဆရာသားသဘောပေါက်ပြီဆရာအလို့ဘလောက်ပဲရဆိုးမေ့သွားရင်ဘာမှမရတော့အလို့ရတာကောင်းတာလည်းရှိပါတယ်ဒါပေမဲ့အလို့ရတိုင်းအကုန်လျှောက်ရည်လို့ဖြစ်မလားမေကွန်းကဘာမေ့ဆိုတာသိရမယ်လေမြစ်ကြီးနားမြို့အကြောင်းမေကွန်းကမေးတယ်ကချင်ပြည်နယ်အကြောင်းမလိုအပ်တဲ့ဟာတွေကိုလျှောက်ရေးလို့ရမလားမေးတာငားမှတ်ဖို့သားရသမျှလျှောက်ရေးပြရင်အချင်းရနဲ့မလောက်တော့ဘူးလေဟုတ်ကဲ့ပါဆရာပစိန်ကိုဘလို့သွေးတယ်လဲသားထက်အောင်လို့သွေးပါတယ်ဆရာထက်တော့ဘာလို့ဖြစ်လဲအလုပ်တွင်တာပေါ့ဆရာကြီးဟုတ်တာပေါ့အလုပ်တွင်ခြင်းလုပ်ငန်းမှာကိုယ်အသုံးပြုနေတဲ့ပစ္စည်းတွေကိုထက်အောင်လို့သွေးရတယ်ဆရာတို့လည်းကျောင်းဆရာလုပ်နေတော့ဘာလို့ထက်အောင်သွေးရတယ်လဲသိလားမြေပြူပါဆရာဟုတ်ပါတယ်ဆရာတို့ဟောဒီဘောပေါ်မှာမြေပြူလေးကိုတစ်ချက်ရေးနိုင်အောင်အိမ်မာကလေးကအုံနောက်ကိုသွေးလာတယ်အုံနောက်ကိုဘာနဲ့သွေးရတယ်လဲသိလားမသိပါဘူးဆရာအုံနောက်ကိုစာနဲ့သွေးရတယ်စာနဲ့သွေးဆိုတာကိုသိခြင်းနဲ့တက်ခြင်းနဲ့နားလည်ခြင်းနဲ့အရာမှန်သမျှတွေကိုစာတွေကိုဖတ်နားလည်နေအောင်လုပ်ကောင်းကျိုးကြောင်းကျိုးဝေဖန်ပိုင်းဖြတ်အမှားအမှန်ခွဲခြားထက်အောင်သွေးလာပြီးမှပဲသားတို့သမီးတို့ကလည်းရှေ့မှာမြေပြူတွေကိုလာသွေးရတာသူတို့ကလည်းတိတ်နေတာပေါ့ကဲသားတို့သမီးတို့အခုဆိုရင်ကျောင်းကိုဘာလာလုပ်လဲစားလာတင်တာပါဆရာမှားတယ်ကျောင်းကိုစာအုပ်ထဲကစာတွေလာတင်တာဆိုရင်မှားတယ်ကျောင်းကိုပညာလာတင်တာပဲဖြစ်ရမယ်ပညာလာတင်တဲ့အောင်မင်းတို့ရဲ့အုံနောက်တွေကိုသွေးလာရမယ်စာလာတင်တာဆိုတာပစိန်ကိုဒီတိုင်းယူလာတာကျောင်းနေမှာပစိန်သွေးတဲ့ကြောက်တွေဓာသွေးတဲ့ကြောက်တွေရှိမှမင်းတို့ထက်မှာဆရာကြီးမောင်မျိုးမြင့်ကလည်းလက်ညှိုးထောင်ပြီးတော့မေးလိုက်တာပေါ့အေးဘာလဲကွာသားရဲ့တခုလောက်မေးခြင်းလို့ပါအေးမေးလေကွာကျောင်းမှာဓာသွေးကြောက်တွေရှိလားဗျကျွန်တော်ကလည်းလက်ခုပ်တီးလိုက်တာပေါ့တရန်တော့ကလည်းကြောင်ကြည့်မောင်မျိုးမြင့်အတန်းရှိကိုထွက်လာခဲ့စမ်းကွယ်သူကလည်းကြောင်တောင်နဲ့ထွက်လာတာပေါ့ကျွန်တော်ကလည်းစပွဲပေါ်မှာရှိတဲ့
ကျွန်တော်လွယ်ထဲမှာရှိတဲ့စပိုးရှက်အနီလေးကိုလည်းထုတ်ပြလိုက်တယ်ဒါပထမတော့မင်းကိုဒီစပိုးရှက်လေးမပေးတော့ဘူးလို့ပဲဘာလို့လဲဆိုတော့လေဒီစပိုးရှက်ကဆရာအမျက်နှိုးဝဆုံးပစ္စည်းလေးတစ်ခုဖြစ်နေလို့မင်းကစာလဲမရတော့မပေးရတော့ဘူးဆိုပြီးတော့လေဝမ်းသာနေတာဒါပေမဲ့သားစောစောကမေးလိုက်တဲ့မေးခွန်းကြောင့်ဆရာဒီစပိုးရှက်ကိုလည်းဝမ်းမြတ်ဝမ်းသာပေးလိုက်တယ်ကွာသားမေးလိုက်တာပါကျောင်းနေမှာဓာသွေးကြောင့်ရှိသလား